ယခုလုံးဘုံမောယမကုသိုလ်ရှင်ဘုံဝေသိဒေါခင်ရှင်တရိကေကပိမိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဇယေယမဘုမြင့်သိဒေါတင်မိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဘုံမောယမဥခင်မောသံဒေါဆန်းယူပေါ်ရဆိုင်မိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဥကျော်ကြီးမိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဥမောင်ရှိန်မိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဥတင်သက်ဒေါ်မြင့်မြင့်ထေမိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဥကျော်ကိုသက်ဒေါ်ဝရီသံမိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဥဟင်းစွမ်းဒေါ်ဖြူအိမ်မိသားစုအပေါင်းတို့နှင့်ဆလကုသိုလ်ရှင်ဥဝင်းရှိန်ဒေါ်ရင်ရင်ကြီးဒီလာကပိမိသားစုအသီးအသီးအပေါင်းတို့ကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဘွဲ့သို့ဝိမတိသာမင်းပြည့်လုံတန်းညာရသောကုသိုလ်ကံစေနာတို့ကြောင့်ဘေးအတဏယံသွပွဲအန္တရာယ်ဥဒ္ဒမြကင်းစင်လွတ်ပြော၍စီဝါဥ္စာယရနာ